There's a place, and that place is heaven. ဒီတနေရာရှိတယ်ပေါ့နော်အရန်ကောင်းတဲ့နေရာတစ်ခုရှိတယ်အဲ့ဒီနေရာကဆိုရှင်ကောင်းကင်နိုင်ငံဖြစ်တယ် There's no suffering, there's no sickness, and there's no hunger. အဲ့ဒီကောင်းကင်နိုင်ငံမှာဆိုလို့ရှိရင်ဦးချင်းမရှိဘူးနာချင်းမရှိဘူးဖျားနာတာလည်းမရှိဘူးငိုယိုချင်းတွေလည်းမရှိဘူး Everything's happy there, and everyone is happy. အဲ့ဒီနေရာမှာဆိုလို့ရှိရင်အရန်ပျော်စရာကောင်းတယ်ပြီးတော့အရန်လဲပေါ့နော်ဘာမှစူးရိမ်စရာမရှိဘူး And the person that made this place is God. အဲ့ဒီနေရာကိုပြင်ဆင်ပေးတဲ့သူကဘုရားသခင်ဖြစ်တယ် God made this place, He made the sun, the stars, and the earth. ဘုရားသခင်ကနေလာကျေကဘာကြီးအကုန်လုံးကိုသူကဖန်ဆင်းတယ် He made everything on earth, and He made us out of love. သူကဘုရားသခင်ကကဘာပေါ်မှာရှိတဲ့တပင်တွေတရိတ်ဆန်တွေအကုန်လုံးဖန်ဆင်းပြီးမှကျမတို့ကိုလည်းဖန်ဆင်းတယ်ပြီးလို့ရှိရင်ဘုရားသခင်ကသူဖန်ဆင်းတဲ့လူသားတွေကိုရမ်းချစ်တယ် Now, so God, the one thing that God doesn't like is sin. ဒါပေမဲ့အဲ့ဒီနေရာမှာပဲဖြစ်ဖြစ်ဘုရားသခင်ကမကြိုက်တဲ့အရာတစ်ခုရှိ